တာရက်ခံခြင်းအဖေနဲ့မေစိတ်ချတာမုတ်ချပြန်လာပါစစ်တဲ့လူပြိုနှမအကိုကပြန်လာပါဘော်ရာရောင်းရင်တငယ်ချင်းမှာပြန်ဆုံပါပါမကြပါဘူးကွာခဏမှုသားချွတ်သားရုံးကြီးရနောက်ကိုလိုက်လောင်းကြီးရလူငယ်ဘဝရှုံးသွားတာကကိုလိုက်အင်္ဂါတချို့ဘဝတွေကွဲရှာပျောက်ဆုံးတချို့ဘဝတွေတန်နိုင်ကြတချို့ကမေးမေးပျောက်ွယ်တချို့ကအစိုးပြစ်ခံလောကရန်ကတခြားနဲ့ပြစ်ဒဏ်ဆဲပေါ်တခါရှင်ဘက်ကနိုင်ငယ်ချစ်ဦးကိုသတိရအဖေကိုသတိရတခါမျက်ရည်ကျတော့စိတ်ရင်းနဲ့ထင်ရကြုံအုံတော့သုံးရတာငါတို့မုန်းခဲ့တယ်ခေါင်းသုံးပါဝိုင်းပြောတော့ငါတို့ရီမောကြတယ်ငါတို့ကချစ်ချင်းမြတ်တာအတွက်တိုက်ခိုက်ရတဲ့လူငယ်တွေဘဝကိုပေါ်လေးတွေ့ပြီးဒုက္ခကိုဖာတလုံးပြမဲ့လူငယ်တွေကိုကြိုက်ရအမှုပညာတစ်ခုနဲ့ကိုဘဝကိုထူးစစ်ပြပဲဆိုတဲ့လူငယ်တွေချောင်းတကားကိုကိုယ်တိုင်ပိတ်ပြီးတော့ခေါ်တလားထိတ်ကိုလာထိုင်ဝေးတဲ့လူငယ်တွေဒီလူငယ်တွေခွာတဲ့ခမရတို့စစ်တိုက်တိုင်းတော့မကစားနဲ့ဗျာနိုင်ငံရေးသမားတွေရဲ့နေရာလူဝဲမှာလူငယ်တွေရဲ့ဘဝအဆူဆူဟာလောင်းကြီးတော့မပြစ်ကြစေနဲ့ဗျာခမရတို့ရင်းချသွားတာမပြေဝတဲ့မိဘတွေရဲ့တခြားပဲလာတွေဗျာတိုက်ပွဲမတွေ့ဦးတဲ့ကောင်ရေးတဲ့စစ်ကြည့်တင်းတယ်ပါရိုးချစ်စိတ်ကြွားတဲ့လူတစုကတော့ခေတ်တစ်ခုစီမှာရှိပါဘောလေဘယ်တက်နိုင်လိမ့်မလဲပေါ်ပေးမှာပျော်ရွှင်မှငါမြန်မာကွာလို့ပြောရမှာကိုရွှေစာရေးစရာကြားသမျှသတင်းကိုစုပြီးတော့ကြားသမျှရဲဘော်တွေတော့မျိုးလိုက်မတော်ပါနဲ့ဗျာနောင်ဘဝကူးတာကတော့စိတ်အေးချမ်းတာယာမှုလေးနဲ့သွားခွင့်ပြုလိုက်ပါကျေးဇူးပါခမည်းတော်ရဲ့ချမ်းသာကြွယ်ဝမှုတွေအတွက်ရဆုံးသူတွေဖတ်တမ်းခဲ့တဲ့သမိုင်းတစ်ခုကိုတော့ကုန်ချမ်းမပြုကြပါနဲ့ဗျာသူတို့ကမိဘကိုထားချစ်သူကိုစွန့်သားသမီးကိုပြစ်ပေးဆက်လို့စိတ်စစ်နဲ့သူတွေပါခမည်းတော်ရဲ့သမိုင်းရဲ့သူတွေနဲ့သူတို့ရဲ့မြင့်မြတ်မှုကိုမယောင်းချကြပါနဲ့ဗျာတိတ်ကလောင်သွားထက်လို့ရင်းပြမယ်ဆိုရင်းချမယ်ဆိုမှန်ရဖို့ရေးပါတိုက်ပွဲတွေကိုဒါဆွေးလေးပါဘောင်ကပါငါကောင်းနေတာပြတဲ့ရက်ခတ်ခြင်း